ငါဒေါသမဖြစ်အောင်လုပ်မယ်လို့အဲ့လိုစိတ်ကူးနဲ့ဒေါသဖြစ်အောင်တမင်တကာလှုပ်ဖူးသလားမလှုပ်ဖူးပေမဲ့လို့ခဏခဏကိုဖြစ်နေဟုတ်လားခဏခဏဖြစ်တော့စိတ်ကြီးရဘလို့ဖြစ်နေတာလေ့ကျင့်ပေးနေတယ်လို့ကြီးဖြစ်ပြီးတော့ဒေါသဖြစ်တဲ့နေရာမှာဒီလူတွေဟာအလွန်မှကျွမ်းကျင်တဲ့ပုံကိုယ်တွေဖြစ်ဟုတ်လားကိုနီးစပ်ရာကိုဝင်းကျင်ကလူတွေကိုအစားပြုပြီးတော့တတ္တဝါတွေရဲ့ပုံမှာအလိုမကျမှုစိတ်တိုင်းမကျမှုဒေါသတရားတချို့ဆိုရင်မုန်းတီးမှုယွန်ရှားဆက်ဆုပ်မှုပြင်းထန်တဲ့ဒေါသတရားနဲ့တတ္တဝါတွေရဲ့ပုံမှာဒီမကောင်းတဲ့ကိုယ်ကိုဒုက္ခပေးနိုင်တဲ့ပူလောင်စေတဲ့သဘောထားမျိုးပဲထားကြတာများအဲ့ဒီသဘောထားကြီးဟာကိုယ်ကိုဘလို့မှမချမ်းသာစေနိုင်ဘူးဒေါသဖြစ်တယ်ဆိုတာများသောအားဖြင့်တမဲ့တွေပုံမှာဖြစ်တဲ့ဒေါသကဘလောက်မှမပြင်းထန်ဘူးရဲ့သက်ရှိတွေပုံမှာဖြစ်တဲ့ဒေါသကအလွန်ပြင်းထန်တယ်သက်ရှိတွေပုံမှာတောင်လူတွေရဲ့ပုံမှာရှိတဲ့ထားတဲ့ကိုဒေါသလူတွေပေါ်မှာတောင်ကိုအနေဝန်းကျင်မှာကိုပေါ်မကောင်းဘူးလို့ကိုထင်မြင်ယူဆရတဲ့လူတွေရဲ့ပေါ်မှာထားတဲ့ဒေါသကပို့ပြီးတော့ကြောက်မဲ့ဖွယ်ရရှိတယ်အဲ့ဒီဒေါသတွေဖြစ်လာပြီဆိုရင်မြတ်စွာဘုရားကအယုတ်ဆိုးစီတွေ့စီဆင်းရဲကိုကြိုးနေပြီးပြက်ကွဲစည်းစိမ်ချွေရန်မိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်ခုနှစ်ရန်သူကြိုက်ကိုမုန်းတဲ့ရန်သူတွေကကိုပေါ်မှာဖြစ်စေခြင်းနဲ့ဆိုးရတဲ့ဆန္ဒတွေရှိတယ်အဲ့ဒီဆန္ဒတွေကိုရန်သူတွေကတကယ်တမ်းကဖြစ်အောင်လုပ်နိုင်တာမဟုတ်ဘူးဒါပေမဲ့ကိုကဒေါသထွက်မယ်ဆိုလို့ရှိရင်အဲ့ဒီရန်သူတွေကကိုကိုဖြစ်စေခြင်းနဲ့မကောင်းတဲ့အချက်တွေအဲ့ဒီဒေါသဖြစ်အောင်လုပ်သွားတာလို့အဲ့လိုတော့မြတ်စွာဘုရားဟောတယ်အခုမေတ္တာတရားကအဲ့ဒီဒေါသနဲ့ဆန့်ကျင်ဘက်တတ္တဝါတွေရဲ့ပုံမှာအလိုမကျတဲ့မုန်းတီးတဲ့သဘောထားရဲ့နေရာမှာတတ္တဝါတွေကိုချမ်းသာစေခြင်းတဲ့သဘောထားလေးပြောင်းတယ်အဲ့ဒါလေ့ကျင့်မှရမယ်နော်ဒေါသဖြစ်ဖို့ကတော့လေ့ကျင့်စရာမလိုဘူးစိတ်တိုင်းမကြတဲ့အတွေ့လိုက်တာနဲ့အလို့လျောက်ဒေါသကဖြစ်ပြီးသားပဲငါဒေါသမဖြစ်အောင်လုပ်မယ်လို့အဲ့လိုစိတ်ကူးနဲ့ဒေါသဖြစ်အောင်တမင်တကာလှုပ်ဖူးသလားမလှုပ်ဖူးပေမဲ့လို့ခဏခဏကိုဖြစ်နေဟုတ်လားခဏခဏဖြစ်တော့စိတ်ကြီးရဘလို့ဖြစ်နေတာလေ့ကျင့်ပေးနေတယ်လို့ကြီးဖြစ်ပြီးတော့ဒေါသဖြစ်တဲ့နေရာမှာဒီလူတွေဟာအလွန်မှကျွမ်းကျင်တဲ့ပုံကိုယ်တွေဖြစ်ဟုတ်လားစိတ်တူဖို့အတွက်သင်ယူစရာမလိုလေ့ကျင့်ပြီးသားလို့ဖြစ်နေတဲ့အတွက်ကြောင့်ထစ်ကနေရှိရင်တူပြီးသားပဲမေတ္တာကြတော့အဲ့လိုမျိုးမဟုတ်ဘူးမေတ္တာဖြစ်အောင်လည်းပဲဘုန်းကြီးတို့ကအလေးအကျင့်ရလဲအလွန်မှနေတယ်မေတ္တာတရားရဲ့အကြောင်းကိုနားလည်အောင်သိပြီးတော့လေ့လာလိုက်စားတာလည်းမရှိဘူးမေတ္တာဆိုတာဘာလဲမေးလိုက်ရင်တိတိကျကျပြောတတ်ဘူးအဲ့ဒီမေတ္တာစိတ်ထားဘလောက်စွမ်းတယ်ဘလောက်တတ္တဝါကိုချမ်းသာစေတယ်လို့မေးရင်လည်းအများကြီးမပြောတတ်ဘူးမေတ္တာနဲ့ကိုယ်နဲ့ယဉ်ဒီကျွမ်းဝင်မှုရှိအောင်ဘုန်းကြီးတို့တွေကဘာမှလုပ်မထားဘူးအဲ့ဒါလှုပ်ထားတဲ့မြတ်စွာဘုရားကမေတ္တာတရားဟာတတ္တဝါကိုဘလောက်ချမ်းသာမှုတွေဖြစ်စေနိုင်တယ်လဲဆိုတာကိုငါလွဲလို့ဘယ်သူမှအကုန်မသိနိုင်ဘူးအဲ့လောက်ထိကြီးမားတဲ့စွမ်းအားအာနိသင်ဖြင့်တတ္တဝါကိုကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတယ်ခုဘုန်းကြီးပြောနေတာကမေတ္တာရဲ့အဓိပ္ပာယ်လေးကိုပြောနေတာမေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားလေးကိုပြောတာဘာလို့လားတောင်းတချက်မှမပါဘူးကောင်းစေခြင်းယုံတက်ကလေးအလွန်ဖြူစင်တယ်အလွန်ငြိမ်းအေးတယ်အဲ့ဒါကိုပို့ပြီးတော့နားလည်အောင်ဘလို့စိတ်ထားလေးတော့တူရီသောသားကိုမိခင်ဟာစောင့်ရှောက်တယ်လို့မျိုးမိခင်ဟာချစ်တယ်လို့မျိုးနားမလဲကြရှိသလားမရှိဘူးနော်ကိုယ်စိတ်ထဲမှာကိုမိဘကိုအလွန်ချစ်မယ်ဒါမှမဟုတ်ကိုညီကိုမောင်နှမတွေကိုချစ်မယ်ကိုယ်စိတ်ထဲကအလွန်ကိုချစ်ရတဲ့လူမျက်နှိုးရတဲ့လူသူ့ကိုအလွန်ကောင်းစေခြင်းနဲ့ဆိုရင်လည်းပဲအဲ့ဒါကိုဥပမာပေးလို့ရပါတယ်ကျန်တဲ့လူတွေရဲ့အပေါ်မှာလည်းပဲအဲ့လိုမျိုးချမ်းသာစေခြင်းနဲ့ကောင်းမွန်စေခြင်းနဲ့စိတ်ထားကလေးထားပေးရမြမနဲ့လူတတ္တဝါဟူသမျှတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေဒီဆိုရိုးလေးကိုဘုန်းကြီးကရစေခြင်းမြမနာလူအပေါ်ကနေဆင်းလာနော်စိတ်ထဲမှာအာယုံပြုတယ်ပေါ့နော်မြမနာလူတတ္တဝါဟူသမျှတို့သည်အပေပုံသားတွေကုန်ပါသွားပြီနော်ဘေးရန်ကင်းကွာကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်မွေးပြီဆိုရင်တတ္တဝါတွေချမ်းသာဖို့ဘေးရန်ကင်းဖို့လိုတယ်ဒါကြောင့်ဘေးရန်ကင်းပါစေလို့အရင်လုပ်တယ်ဟုတ်တယ်
ဘဝမှာတကယ်တမ်းအရေးကြီးဆုံးကဘေးရန်ကင်းဖို့ပဲဘေးရန်ကင်းနေတဲ့အနေအထားမျိုးမှာဘေးရန်ကင်းဖို့ဟာအလွန်အရေးကြီးတယ်လို့မသိတာပေမဲ့လို့ဘေးရန်မကင်းတဲ့အနေအထားမျိုးမှာနေရမယ်ဆိုရင်ဘေးရန်ကင်းဖို့ကနံပါတ်1အရေးကြီးဆုံးပဲကျန်တာနောက်မှာဟုတ်တယ်မဟုတ်လားပြီးမှကျမ်းမာရေးကောင်းဖို့ပြီးမှစိတ်ချမ်းသာဖို့အစဉ်အတိုင်းလေးပဲအဲ့ဒါမေတ္တာတရားကိုကိုယ်တန်တန်မှာတကယ်ကြီးမားလာအောင်ထူထောင်ခြင်းနဲ့မေတ္တာစိတ်ထားတို့ဖြင့်ကိုယ့်ရဲ့ဘဝလေးချမ်းသာမှုအမျိုးမျိုးရရှိစေခြင်းနဲ့ဆိုလို့ရှိရင်ဒီမေတ္တာဖို့ဆိုရိုးလေးကိုရအောင်ကြက်မှတ်ပြီးရင်စိတ်ထဲကစိတ်ပါလက်ပါဒီရွတ်ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုစိတ်ညှို့ပြီးတော့တစ်ခေါက်ဆိုပြီးရင်ပရိသေစိတ်ချတရက်ကိုပရိတစ်ပတ်လောက်ရအောင်လုပ်ကြည့်တစ်လလောက်လုပ်ရင်ဒီလူတွေရဲ့စိတ်ထဲမှာအလွန်ထူးခြားတယ်ဆိုတာကိုလက်တွေ့ခံစားချက်အနေနဲ့တောင်မှသိနိုင်လိမ့်မယ်ထူးခြားတယ်ဆိုတာဘာတွေဖြစ်မယ်ညာတွေဖြစ်မယ်ဆိုတာကိုရည်ရွယ်ပြောတာမဟုတ်ဘူးဒီလိုစိတ်လေးထားပြီးတော့နေရတာအလွန်မှမြင့်မြတ်ပါလားလို့ကိုမြင့်မြတ်တယ်လို့လုပ်ပြီးတော့တွေးတာမဟုတ်ဘဲနဲ့တကယ်ခံစားလို့ရတယ်ငါအဲ့ဒီအချိန်မှာမြင့်မြတ်တဲ့အလုပ်ကလေးကိုလုပ်ပြီးတော့မြင့်မြတ်တဲ့လူတစ်ယောက်လေးပါလားငြိမ်းအေးပါလားအလွန်မှဒီနေနီးထိုင်ဒီလေးကစိတ်ကိုတတ်တာရစေပါလားချမ်းသာစေပါလားဆိုတာလက်တွေ့ခံစားလို့ရတယ်ဟုတ်လားကိုဟာမြင့်မြတ်တဲ့လူတစ်ယောက်လို့ပြီးပြင်းသိခွင့်ရတာအလွန်မှစိတ်ထဲမှာအားရှိတယ်စိတ်ဓာတ်ကြတာတွေအားငယ်တာတွေလွယ်ဝင်လာစရာအကြောင်းမရှိဘူး